မြမယူရမှာဘုဗေဒပညာအရစနေသားသမီးတိုက်ဖွားဖြစ်လာခဲ့ပြီဆိုလို့ရှိရင်တိုက်ဆိုတဲ့ဌာနဒီမိသားစုအတိုင်းအဝန်ရှူစီခြင်းလို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စနေဂျိုဟာဩဇာတိတ်ကမယာရုဂုံတိကာလေးကိုကိုစားပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့စနေသားသမီးတိုက်ဖွားဖြစ်လာပြီဆိုတဲ့အခါကျလို့ရှိရင်မိသားစုထဲမှာအလွန်အင်မတန်မှကိုအားကိုးရသောပုဂ္ဂိုလ်ရက်ွက်ဒီထဲမှာအလွန်အင်မတန်မှကိုအားကိုးရသောပုဂ္ဂိုလ်တိုင်းနိုင်ငံပြည်တွင်းထဲမှာအလွန်အင်မတန်မှကိုအားကိုးရတဲ့ယုံကြည်ရတဲ့ခေါင်းဆောင်ကောင်းသုံးဖို့အထီးတကြွယ်ဘဝမျိုးဆိုတဲ့ပုံစံမျိုးရှိတဲ့ပုဂ္ဂိုလ်လို့ပြောရင်မှန်မှားဘူးဆိုတာကိုသွားပြီးတော့တွေ့ရတယ်။ဆိုတော့စနေနေ့မှာမွေးဖွားလာတဲ့စနေသားသမီးတွေအနေနဲ့ဘဝမှာကိုယ်ဟာတိုက်ဖွားဖြစ်လာခဲ့ပြီဆိုလို့ရှိရင်မိမိအနေနဲ့ဩဇာတိတ်ကမတို့နဲ့ယာရုဂုံတိတ်ခံတို့နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်လာအောင်မဖြစ်မနေကြိုးစားအထောက်ပေးရမှာဖြစ်ပါတယ်။ဒီလိုမျိုးဩဇာတိတ်ကမတွေယာရုဂုံတိတ်ခံတို့နဲ့ပြည့်စုံအောင်ကြိုးစားအထောက်ပြီးတဲ့အပြင်မှာမှမိမိရဲ့ဇာတာကနေပြီးလာတဲ့တာဝန်ကမိသားစုအတိုင်းအဝန်တိုင်းပြည်နိုင်ငံကိုပြည်စုံကြွယ်ဝချမ်းသာတဲ့ဘဝမျိုးဖြစ်အောင်ထောက်ပံ့ပေးရမယ်ဆိုတဲ့ဘဝဘေးတာဝန်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့စနေနေ့မှာဝီဖွားလာတဲ့စနေသားသမီးတိုက်ဖွားတွေဟာမိသားစုတိုင်းပြည်နိုင်ငံအတွက်အလွန်အင်မတန်မှကိုလေးစားအားကျအားကိုးအားထားပြီးရမယ်ပုဂ္ဂိုလ်ဖြစ်တဲ့ဇာတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့မိမိကိုမိမိရှော့မတွက်ပါနဲ့လို့ကြံပေးခြင်းနဲ့မိမိကိုမိမိအားတင်ထားပါမိမိကိုမိမိအကောင်းဆုံးမြင့်တင်ထားပါဆရာလုပ်ငန်းပဲဖြစ်ဖြစ်ဘာလုပ်ငန်းပဲဖြစ်ဖြစ်စီးပွားရေးဆိုလို့ရှိရင်စီးပွားရေးမှာပေါင်းမြောက်အောင်မြင်အောင်ကြိုးစားအထောက်ပါမိမိတို့ရဲ့ဇာတာဒီပေါင်းမြောက်အောင်မြင်လွယ်တဲ့သူတို့ဘာတွေတော့ပုံမူပြီးတော့အသိဉာဏ်ပညာနဲ့ပတ်သက်လာပြီဆိုရင်လင်မြန်ပါးနဲ့တဲ့ဆိုတဲ့ကံမျိုးလေးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့မိမိကိုမိမိရဲ့ထင်မသေးပဲနဲ့စွမ်းစွမ်းနဲ့မှကြိုးစားအထောက်ပါလို့ပဲအကြံပေးခြင်းနဲ့ဒီလိုစနေသားသမီးတိုက်ဖွားတွေကိုနာမည်ပေးတဲ့အခါမှာစနေနဲ့စပြီးတော့ကြာသာပတိနာနဲ့အဆုံးသတ်ပေးတဲ့နာမည်တွေစနေနာနဲ့စပြီးတော့တနုံးနေနာနဲ့အဆုံးသတ်ပေးတဲ့နာမည်တွေကိုသတိထားပြီးတော့ပေးဖို့လိုအပ်ပါတယ်ထိုနာမည်တွေကိုပေးလာခဲ့ပြီဆိုလို့ရှိရင်နာမည်ပေးခံထားရတဲ့စနေသားသမီးဟာမိမိကိုမိမိရဲ့မျိုးရိုးဗီဇတွေအင်အားတွေဌာနအင်အားတွေဒိုပရိရဲ့အင်အားတွေကိုကောင်းစွာကျင့်ညက်ပြီးတော့အကောင်းဆုံးပြအောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်တခါနောက်တစ်ချက်ကတော့လုံးဝမပေးတဲ့နာမည်ကိုပြောပါဆိုရင်စနေနဲ့စပြီးတောက်ကြံတဲ့ဆုံးသက်ပြီးတဲ့နာမည်ဟာစနေသားသမီးတိုက်ဖွားတဲ့လုံးဝမှကိုမပေးတဲ့နာမည်လို့ပြောပြရမှာဖြစ်ပါတယ်